ငွေကျပ်သိန်း1000နဲ့အင်းလေးကိုကူညီဖို့ထပ်သွားမယ်မင်းသားနေမင်းပရိသတ်များလုံးမင်္ဂလာပါရှင် Famous Daily News ကနေပြန်လည်ကြိုဆိုလိုက်ပါရစေပရိသတ်ကြီးငလင်ပေးဆိုတာပြည်သူပြည်သားတွေတင်မဟုတ်ဘဲအနုပညာရှင်တွေနဲ့တခြားသောပရိဟိတသမားတွေကိုပါလက်လျူရှုလို့မရတော့ပါဘူးနော်ပြိုကျပျက်စီးမှုတွေများခဲ့ပြီးတော့စုံပါအကွက်လွန်သူတွေအများကြီးရှိလာခဲ့တာပါနော်ဒီတဘာဝကပ်ဘေးကြီးဟာဆိုရင်မရှိမဲနဲ့တသက်လုံးတိဆောက်ထားတဲ့ချွေးနှဲစာတွေကိုစက္ကန့်ပိုင်းလောက်နဲ့တင်တုံကနေလဲပြိုသွားအောင်ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်မင်းသားနေမင်းကလည်းအလှူဒန်းတွေမှာပါဝင်လာခဲ့ပြီးတော့အင်းလေးဒေသမှာရှိတဲ့အပျက်စီးများတဲ့ဒေသတွေကိုသွားရောက်ကကိုကြီးလှူဒန်းပေးသွားမှာလည်းဖြစ်ပါတယ်တရုတ်ဆောင်နေမင်းကသူတက်နိုင်တဲ့လောက်လေးအလှပြုလုပ်ပေးမှဖြစ်ပြီးတော့အနုပညာညီအကိုတွေနဲ့အတူအလှငွေ1000နီးပါးရရှိခဲ့ပြီးတော့အင်းလေးဒေသတိုင်းကိုတွားရောက်လှူဒန်းမှာဖြစ်ပါတယ်။ကျေးရွာတရွာမှာလူတွေဆုံးပါကွက်လွန်တာတွေများတော့အရင်ဆုံးကွက်လွန်သူမိသားစုတွေစီကိုအရောက်လှူဒန်းပေးခဲ့ရပါ။အားပေးစကားတွေနဲ့ငလင်ဘေးအသိပညာတွေတဘာဝဘေးတွေအတွက်ကြိုတင်ပြင်ဆင်ဖို့လည်းအသိပညာပေးခဲ့တယ်လို့ဆိုထားပါတယ်။တရုတ်ဆောင်နေမင်းကအရင်တစ်ခေါက်တုန်းကလည်းအစိုးရဖြိုးမြောင်တို့အဖွဲ့နဲ့အတူငလင်အတွက်အင်းလေးကိုပထမတစ်ခေါက်လှူဒန်းခဲ့ပြီးတော့အခုတစ်ခါမှာအလူငွေသိန်း1000လောက်ပြန်ရတာကြောင့်ပြန်လည်နေရာချထားရေးအတွက်ကိုကြီးကေစေးလုပ်ငန်းတွေကိုပြန်လည်လှုပ်ဆောင်ပေးသွားမှာပါလို့ပြောပြခဲ့တာဖြစ်ပါတယ်အလူပြုတ်လုပ်ပေးခဲ့ရကအစိုးရဖြိုးမြောင်ရဲ့တိုက်တွန်းမှုကြောင့်ဖြစ်ပါတယ်။အစိုးရဖြိုးမြောင်နဲ့နေမင်းကဇကားအတူရိုက်ကူးရင်းနဲ့တည်ခဲ့ကြတာဖြစ်လို့အခုအရန်ခင်မင်းနဲ့အတွဲညီကိုတွေဖြစ်မြင်တွေ့နေရပြီဖြစ်ပါတယ်။အင်းလေးဒေသအတွက်အလူကိုဖြိုးမြောင်နဲ့အတူတခြားသောအသိမိတ်ဆွေတွေညီကိုတွေနဲ့လှေတွေများကြီးငှားပြီးလူပွဲပစ္စည်းအစုံနဲ့တွားရောက်လူတန်းခဲ့ကြတာဖြစ်ပါတယ်။နေမင်းတို့ဘက်ကပထမဆုံးအလူမှာဧပြီ1ရက်နေ့ကနေစထွက်ခဲ့ပြီးတော့10ရက်ကြာမြေပြင်ကိုကွင်းဆင်းလေ့လာခဲ့ရဖြစ်ပါတယ်။ပျက်စီးသွားတဲ့ဖုံးတော်ကြီးကျောင်းတွေနဲ့တကိုးကြီးဖျားတွေမှာယာယီပြည်သူတွေနားခိုနေထိုင်ကြပြီးတော့ပျက်စီးသွားတဲ့သူတို့တွေရဲ့အိုးအိမ်တွေအတွက်လည်းလိုအပ်တဲ့ဝါးသစ်အမိုးအကာစတာတွေကိုပြည်လဲထူထောင်ရေးအတွက်လိုအပ်သလောက်ဝယ်ပေးသွားမှာဖြစ်ပါတယ်။အိမ်အောင်စုအရေးလိုက်ပျက်စီးသွားတဲ့အိမ်အလိုက်စရင်ကောက်ယူပြီးတော့လှူပြစ်မယ်လို့ပြောပြခဲ့ရဖြစ်ပါတယ်။နေမင်းဟာသူ့ကိုချစ်တဲ့ပရိသတ်တွေနဲ့တွေ့ရတဲ့အတွက်ပျော်တယ်လို့မဟုတ်ပဲဝမ်းသာမိနေရပါအခုချိန်မှာဆိုရင်တော့အသက်ဆုံးပါသွားကြတဲ့မိဘတွေကလေးတွေအစားခံစားရပြီးတော့အိုးအိမ်လေးတွေကလည်းတန်ငါလုပ်ငန်းနဲ့ဈေးရောင်းဈေးဝယ်လုပ်ငန်းလုပ်ကိုင်ရင်းနဲ့စုဆောင်းမိကြတာတွေဖြစ်တာကြောင့်ဒီလိုပျက်စီးခဲ့တာကတော့သူတို့ရဲ့ရင်ထဲကအပူမီးကိုမျှဝေခံစားနိုင်ခဲ့ပါတယ်ခံစားမိပါတယ်လို့ပြောဆိုထားပါတယ်အင်းဝါတို့အင်းလေးတို့ဆိုတာငလင်တန်ကိုမြို့ကြီးပြကြီးတွေထပ်ပို့ပြီးတော့ခံစားရပါတယ်အင်းလေးထဲမှာလည်းသွားလာရခက်ခဲပြီးတော့လူရောက်ပေါက်နေတဲ့နေရာတွေကိုဦးစားပေးလူတန်းခဲ့ရပါပရိသတ်တွေဟာသူတို့အနုပညာရှင်တွေကိုမြင်လိုက်ရတော့ခဏတာအပူမီးကိုပြေးပြောက်သွားပြီးတော့ဝမ်းသာသွားကြတာကိုတွေ့ရပါတယ်။ဒါပေမဲ့လည်းခဏတာပဲဖြစ်တာကြောင့်သူတို့ရဲ့ရင်ထဲကဝမ်းနည်းမှုတွေနဲ့မျက်ရည်တွေပြည့်နေတဲ့မျက်လုံးတွေကိုရင်မဆိုင်နိုင်ခဲ့ဘူးလို့ဆိုထားပါတယ်။ပထမတစ်ခေါက်ကအစားအသောက်အခက်အခဲဖြစ်တဲ့နေရာတွေကိုတွားရောက်ကူညီပေးခဲ့ပြီးတော့အခုတစ်ခေါက်မှာတော့ပြန်လည်နေရာချထားရေးအတွက်တေချာလေးကူညီပေးသွားမှာလို့ဆိုပါတယ်။ကျမ်းမာရေးအတွက်လည်းသူနာပြုတွေနဲ့ဆရာဝန်တချို့ကိုခေါ်ခဲ့ပြီးတေချာအသိပညာပေးပြီးတော့မချိုးမချံပဲပြောပြပေးပါတယ်။ဒဏ်ရာရလူနာတွေကိုလည်းပျောက်ကင်းသွားလောက်တဲ့အထိအကင်းသေးသွားလောက်မဲ့အချိန်ကြာမှပြန်လာခဲ့ရပါရေပေါ်မှာဆိုတော့အရေးအကြောင်းတစ်ခုခုဆိုရင်လှေနဲ့ပဲသွားရတာဖြစ်လို့ကလောတောင်ကြီးအထိကိုပြေးရတာဖြစ်တာကြောင့်လန်ခီးမှာမလိုအပ်ဖေးနဲ့အကြာသွားခဲ့ရင်အသက်အန္တရာယ်ဆိုးရင်ရတာကြောင့်စောင့်ရှောက်ကူညီဖို့နဲ့သူနာပြုတွေဆရာဝန်တွေကိုပါခေါ်ခဲ့တာပါလို့ပြောပြခဲ့ရပဲဖြစ်ပါတယ်။ဒီတော့ပရိသတ်ကြီးငလင်ဘေးတင်အင်းလေးဒေသကိုကူညီကယ်ဆယ်ပေးနေတဲ့မင်းသားနေမင်းပေါ်မှာပရိသတ်တို့ရဲ့အမြင်လေးကိုလည်းမှတ်ချက်ပေးခဲ့ပါအောင်နော်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။